အားလုံးပဲမင်္ဂလာပါဒီနေ့ဖတ်ပြချင်တဲ့စာအုပ်လေးကတော့ရာဇဝင်တွေကချစ်သူများဆိုတဲ့စာအုပ်လေးတွေကဆရာမလုံးသူရေးထားတဲ့ရင်ခုန်တန်နဲ့အမျှတန်တရင်ဆိုတဲ့စာအုပ်လေးရဲ့အခန်းနှစ်ကိုဆက်လက်ဖတ်ပြချင်ပါတယ်ချစ်သူအပိရှက်ကညနေစပစ်ချံကအပြန်ငါတိုးချောင်းနေတဲ့စကြက်မြေစီလက်ဝင်လာမယ်ဆိုပြီးနှစ်ရက်တောင်ကျော်လာပြီရောက်မလာပါလားဘာဖြစ်လို့ပါလဲသူစပစ်ချံနဲ့ငါစကြက်မြေကဝေးတော့တခါတွေးဖို့ဆိုတာလွယ်တာမဟုတ်ဘူးသူလာမယ်လို့ပြောထားတာတကယ်လာရမှာပေါ့အရင်တစ်ခေါက်တုန်းကလည်းလာမယ်ပြောပြီးရောက်အောင်လာခဲ့တာပဲအဲ့ဒီတုန်းကစိတ်ဆုပ်နေတဲ့မျက်ခင်ပေါ်အတူလဲလျောင်းခြင်းကောင်းခင်ကြီးကိုကြည့်ကြလို့စကားတွေပြောကြတာကြည်နူးစရာကောင်းပါပြီမမငယ်မင်းကိုတတိယလိုက်တာမောင်ကြီးမင်းကိုမျောနေတယ်ဆိုတာသိပါတယ်နော်အခုလိုစောင်းကာလာလုံးမုန်းတားကြည့်နေတဲ့အချိန်မြေပြင်အနက်တန်းတွေပွင့်နေတဲ့အချိန်မှာမင်းတယောက်ဘေကိုရောက်နေလေမင်းလဲမောင်ကြီးကိုတန်းတရင်ငိုနေလာငယ်မောင်ကြီးရဲ့ဘက်လက်မောင်းပေါ်ခေါင်းအုံပြီးအသားအလျားလဲလျောင်းလို့မောင်ကြီးပြောသမျှကိုကြည်ကြည်နူးနူးပြုံးပြီးနားထောင်တတ်တဲ့ချစ်သူမင်းယူလာတဲ့စပစ်သီးနဲ့ရှောက်ချိုသီးတွေစားရင်ချစ်သူတို့ရဲ့ချစ်ချင်းကျင်နာမျက်နှာချင်းတွေနဲ့အတူရေမောပျော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုမိသွားပြီးလားနှမငယ်လေအဝတ်မှာနှိမ့်ပါလာတဲ့အနုစေးပင်တွေရဲ့မွေးကြိုင်တဲ့ရနံ့တွေကိုရှူရှိုက်ရင်မင်းပြောခဲ့တဲ့ကျမကိုမောင်ကြီးရဲ့နှလုံးသားမှာတစိမ့်ခတ်ထားတဲ့အတွက်လက်ယုံပေါ်မှာတစိမ့်ခတ်ထားတဲ့အတွက်ကျင်နဲ့ပီတိဖြစ်ရပါတယ်မောင်ကြီးရဲ့ဆိုတဲ့စကားလေးလေပြင်းနှုတ်နဲ့အတူနှွင့်ပြောက်သွားပြီလားကွယ်မောင်ကြီးတို့နှစ်ယောက်ထားခဲ့တဲ့ဂရိစကားတွေရောမင်းနဲ့အတူပယ်ပြောက်သွားပြီလားစိမ့်မနဲ့မျက်ခင်ပြင်ပေါ်တွင်ချီရှုပင်တွေတရက်ပင်တွေစပစ်ဝင်းရင်တွေနဲ့လာပနေတဲ့မောင်ကြီးရဲ့ဇာတိမြေပုံရိပ်တွေကြားမှာရှောက်ချိုပင်တွေဝိုင်းရနေတဲ့မောင်ကြီးကိုမွေးခဲ့တဲ့အင်္ဂလိပ်မှာအတူတူနေကြမယ်ဆိုချစ်သူအပိရှက်ရှုနေမှုသူရဲ့ပြန်လာပါမောင်ကြီးစီကိုအမြဲပြန်လာပါတော့နော်